အဲ့တော့တရားပါဠိလိုတို့ဓမ္မလို့ခေါ်တာဓမ္မဆိုတာသဘောပြောဓမ္မနိတ္တတနိစီဝသဘာဝဆိုတာပါဠိတို့ပါဠိလိုသင်ရတာဓမ္မဆိုတာနိတ္တတတတ္တဝါကိုခေါ်တာလည်းမဟုတ်ဘူးလေနိစီဝအသက်လိပ်ပြဝိညာဉ်ကောင်းအဲ့ဒါခေါ်တာလည်းမဟုတ်ဘူးသဘာဝသူ့သဘောတတ္တိလေးခေါ်တာအဲ့တော့ငရုတ်သီးစားရင်ငရုတ်သီးရဲ့သဘောရှိမှာပေါ့အဲ့ဒါဓမ္မပဲလေငရုတ်သီးစားငရုတ်သီးကဂျင်းနဲ့တူလို့လားမတူပါဘူးငရုတ်ကောင်းနဲ့ကောမတူပါဘူးဗျာမတူပါဘူးဗျာမတူလို့မှနာမည်ခွဲထားတာအဲ့တော့ငရုတ်သီးစားရင်ငရုတ်သီးသဘောတူသိရမှာပေါ့ပြီးတော့ငရုတ်သီးတောင်မဲ့ဟိုမိုးမျောကတမျိုးထင်တယ်ကဲဩဃာကိုဆက်ပါတယ်ဗျာကာလီကကိုဆက်ပါတယ်ဗျာစပုံချင်းတူဘူးလေစထားချင်းတော့တူတယ်စပုံချင်းမတူဘူးအဲ့ဒါကိုငရုတ်သီးစားရင်တတိထားကြည့်ရင်သိတာပဲအဲ့တော့ငရုတ်သီးစားတယ်ဒီတိုင်းကြီးမိကြီးမစားပဲနဲ့အဲ့ဒီငရုတ်သီးရဲ့သဘောကိုမြင်အောင်ကြည့်တာအဲ့ဒါတရားပဲလေအဲ့တော့ငရုတ်သီးလိုပဲဉာဏ်နာရီလည်းဒီတိုင်းကြီးတယ်ပေါ့လှုပ်ချင်တာလှုပ်တဲ့အလုပ်တွေကိုသူ့သဘောသိအောင်အဲ့ဒါမှတ်ကြည့်တာအဲ့ဒါဓမ္မပဲဗျာဟင်ကဲဥပုရဲ့ရှိဆောင်ဖို့လိုသေးလားဟင်နားစောကြီးဖွားသီလာရှင်ဝေါ်ရရင်တော့ဟုတ်ပြီဒီရွှေကြီးတဲ့လုံးဒုက္ခပေးနေတာရွှေကြီးဝေါ်ကကြွအောင်ဘယ်နဲ့တော့နားစောကြီးဟိုမှာတဲ့ကဲသွားပြီတပည့်တော်ကတူရောကြွရတယ်ကွာဟုတ်မှာပါတယ်ဗျာတပည့်တော်ကကြွပါတယ်ဗျာဟုတ်မှာဟုတ်ကလားဟိုဘာတို့နန်းနောက်လိုက်မှာပြောတာလားဘာကြွမှာတော့ခင်ဗျာလူတွေနေကြွမှာဗျာအဲ့တော့အဲ့ဒီဓမ္မဆိုတာကိုလုံးတဲ့သဘောလေးကိုသိအောင်ပေါ့တည်ပြီးစားရင်တည်ပြီးရဲ့သဘောသိရမယ်ဒီတိုင်းတည်ပြီးချင်းဣတာလူတိုင်းသိတာပဲဘယ်လိုချင်းနာတော့ဒုတိယမေကွန်းတို့ဖြေနိုင်လို့လားဟဲ့ဖြေနိုင်ပါဘူးဗျာဟင်အချင်းချင်းမတူပါဘူးဘယ်လိုမတူတာတော့မတူပါဘူးတဲ့ပြီးရောအဲ့ဒီမတူဘုံကိုမြင်အောင်ကြည့်တာတရားပဲလေဟင်ဟိုတာမယာသီးတဲ့ရှောက်သီးတဲ့တရေသီးတဲ့နာမည်ချင်းကွဲတာမှန်သမျှသဘောချင်းကွဲလို့ပဲအပြောချင်းကွဲတာမှန်သမျှသဘောချင်းကွဲလို့ပဲဟုတ်နော်တို့အပြောဒီကွဲနေကြတာမဟုတ်ဘူးလားမှန်ပါဗျာအပြောချင်းကွဲရင်သဘောချင်းကွဲလို့ပဲအဲ့ဒါလေးကိုသိအောင်မှတ်တာတရားပဲဘယ်ဟိုเจ้าနေဘာတွေရှောက်လိုက်မနေနဲ့ပြီးတော့အရေးကြီးဆုံးတို့ကတသက်လုံးအတွေးနဲ့နေတာတဲ့မတွေးတဲ့နေ့ရှိသလားမရှိပါဘူးဗျာမတွေးတဲ့အချိန်ရောမရှိပါဘူးဗျာဟုတ်ကလားမတွေးတဲ့အချိန်လည်းမရှိဘူးမတွေးတဲ့နေ့လည်းမရှိဘူးအဲ့တော့တို့ကဘာတွေတွေးတော့ဆိုရင်သူများသူပြောလူပြောတွေတွေးထားတာအဲ့တော့ရှမ်းကဟိုဒါကြက်ခေါ်တယ်ဆိုရင်အဲ့ဒါကြက်ကိုရှမ်းဘာသာနဲ့မှတ်ပြီးတော့အဲ့ဒါဟိုစားခြင်းသူကလည်းအဲ့ဒါတွေးတာပဲမဟုတ်ဘူးလားဟင်ငါစားခြင်းသူကလည်းအဲ့ဒီရှမ်းပြောကိုမှတ်ပြီးအဲ့ဒါနဲ့ပဲလောက်တာမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့အတွေးတွေမှန်တယ်များကိုလှုပ်တာတွေကိုစွဲတာတွေလုံရင်းစွဲနေတာတွေတွေးတာလုံရင်းမစွဲတာကိုတွေးလို့ရလို့လားရပါဗျာဟင်စွဲမှတွေးလို့ရတာဗျအဲ့တော့တို့ကမှတ်တယ်ဆိုတာအတွေးမဝင်အောင်မှတ်ထားရဲ့တရားဘာမှရှာနဲ့အတွေးနေရာကိုအမှားဝင်ရမှာအတွေးနဲ့အမှားနဲ့ဟိုပြန်ရမှာထင်တယ်ဟဲ့အမှားများရင်အတွေးငုတ်သွားမှာပေါ့တွေးငုတ်သွားရင်တို့နောက်ကစုခဲ့တဲ့ပါရမီရိခါတို့ဖြစ်ရှိတယ်ဟဲ့ဟုတ်ပါဗျာတို့ဘယ်တော့ကလူလာဖြစ်တာတော့ကဘာပေါင်းဘလောက်ရှိပြီတော့ဖရာပေါင်းဘယ်နဲ့စူမိပြီးပြီတော့မပြီးနိုင်ပါဘူးဗျာရှိတယ်ဟဲ့ဒါဒီဘာလို့မြုပ်နေတော့အတွေးကမြုပ်ထားတယ်
အဲ့တော့တို့ကအမှတ်နဲ့မှတ်လိုက်လို့ဒီဘက်ကဟိုအမှတ်ကသားပြီးအားကောင်းသွားပြီးဟိုဘက်ကအတွေးကမြုပ်သွားပြီဆိုနောက်ကဟာတွေကသူ့ဟာသူပေါ်တာရဲ့ကိုလိုရတာမဟုတ်ဘူး